ရန်တထောင်နဲ့ဒီလိုဝတ်စုံဘောင်းမီတို့ຫນွေဝတ်ဝမ်းဆက်ထလာလေးအများကြီးရှိတယ်နော်မြင်မြန်အဲ့ဒါမြင်မြန်ဝယ်မကြည့်ဒီမှာပြမယ်ဒီဥစ္စာရှိမှရန်တထောင်ကြိုက်တဲ့ဟာယူတထောင်နဲ့ရောဒီမှာကြည့်ပြမယ်ဒီမှာနော်ကတ်တွန်းလေးဒီမှာရှိမယ်ရောမဒီမှာဒီလာရောကတ်တွန်းလေးတွေနော်ပုံစံလေးတွေကြည့်ကြည့်ပြီးဝတ်ပုံပြမယ်ဒီမှာကြည့်ဒီလိုအကွက်လေးတွေဇာလေးနေဆိုအရင်တန်စိုက်ကြီးတွေဒီမှာလှမလားရောင်အစုံပဲမျိုးဆိုင်တဲ့နောက်ဆက်ရှိတယ်အများကြီးပဲရောဒီမှာကြည့်အရင်လာချိုးဟာလေးဆိုလို့ရှိရင်ဖွင့်ပြတာလားဖောက်ပြတာလားရှိတယ်ရောအများကြီးပဲကုန်းဒီဇိုင်းစုံပဲပုံစံပြမယ်အဲ့ဒါလေးအကုန်လုံးကြိုက်တယ်အထောင်းနေကြည့်ပဲဒီမှာဒီပြလို့ရှိရင်ဒီဘက်မှာ Hello Kitty လေးရှိတယ် Kitty လေး Hello Kitty လေးလည်းရှိအဲ့ဒါတွေလည်း one set ပဲတလားတစ်ထောင်အကုန်လုံးတစ်ထောင်လေးကြည့်ပဲအကွက်တွေလည်းဒီမှာရှိတယ်နော်အဲ့တော့ကြိုက်တာယူကြိုက်တဲ့ဟာကိုယူ Messenger မှာဒီပေါက်ဒီချက်ပေါက်မှာလာယူမှာလေရှေ့ကဗီဒီယိုမှာကိုဝေါ်ရဲဝင်ကြည့်လိုက်မှာဝတ်ပြထားတယ်ဒီဇိုင်းအစုံရှိတယ်ကလာအစုံရှိတယ်နော်ဝတ်ပြဈေးလည်းတစ်ခါမှလည်းမရောဘူးနော်ဒါပထမဆုံးဒါကိုဘွားမှာပထမဆုံးကိုပတ်စံနဲ့ကိုရင်းပြီးတော့ပထမဆုံးရောင်းဘူးတာနော်အဲ့ကြောင့်မို့သူများလည်းရောင်းမတတ်ဘူးရောင်းမတတ်ဘူးနော်အဲ့ဒါကြောင့်မို့အရင်လည်းသူများလည်းကြော်လည်းမကြော်ညာတတ်ဘူးမဒီစားလေးလည်းစစ်စစ်ပဲဒါပေမဲ့ကျမကတော့အကုန်လုံးကြိုက်တယ်ဒီလားတကယ်အကုန်လုံးကြိုက်တယ်ဘာလို့လဲဆိုရေးလည်းမရောဘူးအဲ့တော့တထောင်မို့လို့တန်တယ်ကွယ်တန်တယ်ဆိုတော့ဝယ်သွားလိုက်အကုန်လုံးဝယ်သွားလိုက်ဒီမှာကြည့်အောင်ဒီကြီးဆိုအရင်ကြိုက်တယ်မဒီစစ်စရာလေးအကုန်စစ်စရာကောင်းတယ်နော်ခောက်ရအောင်မယ်အများကြီးပဲခောက်ရအောင်အဲ့တော့ဈေးတစ်ခါမှလည်းမရောဘူးခုမှဆက်ရောက်တာအဲ့တော့ကြိုက်တဲ့ဟာယူတထောင်ဆိုတော့ကတော့မို့ဒီတစ်လပဲရောက်မှာမို့မြင်ယူလိုက်တော့နော်ယူပြီးတော့ကို့မှာနောက်ရှိမှနောက်ကိုကမအားတော့ဘူးလीအဲ့ကြောင့်မလို့ယူလိုက်တော့အများကြီးကျန်နေတယ်အဲ့တော့ဝတ်ပြမယ်နော်ဝတ်ပြမယ်ဝတ်တဲ့ဗီဒီယိုဝေါ်တယ်ဝင်ကြည့်ပါလို့ပြောချင်ပါတယ်ရှင်အရန်လှတယ်ဟောကျူတိုက်လေးမဟုတ်ဘူးတော့မရှိအောင်မလို့ယူလိုက်တော့နော်အရန်ကြီးလည်းမပြောတတ်ဘူးဟုတ်ပြီလား